ဂေဟစိုက်ပျိုးရေးဖြစ်စဉ်မှာထုတ်လုပ်သူနဲ့စားသုံးသူယုံကြည်မှုတည်ဆောက်နိုင်ရေးဖြစ်စဉ်ဘယ်လိုအရေးပါတယ်လဲဆိုတာကို Gaia Green Network ရဲ့လှုပ်ဆောင်မှုအဖြစ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ Gaia Green Network ကစုပေါင်းပြုလုပ်ထားတဲ့ Gaia PGS အကြောင်းသိချင်ပါတယ်။ဘယ်လိုမျိုးအကျိုးကျေးဇူးတွေဖြစ်ပေါ်လာပြီးဘယ်လိုလှုပ်ဆောင်နေကြလဲဆိုတာပြောပြပေးစီချင်ပါတယ်။စားသုံးသူနဲ့ထုတ်လုပ်သူချိတ်ဆက်ပြီးတော့မှယုံကြည်မှုကိုအခြေခံတဲ့စနစ်ဖြစ်တယ်။အဲ့ဒါကို participatory granting system လို့ခေါ်တယ်။စားသုံးသူနဲ့ထုတ်လုပ်သူကအပြန်အလှန်ချိတ်ဆက်ပြီးတော့မှသွားနေဆိုတဲ့အကြောင်းစိုက်ပျိုးသူထုတ်လုပ်သူတွေကိုတစ်နှစ်နှစ်ကြိမ်စီဝေးလုပ်ပြီးတော့ငါပြောကြရင်လည်းဒီအစုအဖွဲ့ကနေပြီးတော့ထွက်တဲ့ဟာကိုဒီအစုအဖွဲ့အကြောင်းကိုသိတဲ့စားသုံးသူနဲ့ဘယ်လိုချိတ်ဆက်ပြီးရောင်းမလဲဆိုတဲ့ဟာကိုဆွေးနွေးတယ်။တစ်ဖက်ကကြည့်ရင်စားသုံးသူတွေကသူတို့ထုတ်လုပ်တဲ့တီးနှံတွေကိုဘယ်သူတွေထုတ်လုပ်နေလဲဘယ်လိုထုတ်လုပ်နေလဲသိဖို့လိုပါတယ်။စားသုံးသူတွေဘက်ကလည်းတောင်းဆိုတဲ့တီးနှံတွေကိုအလင်းမြအောင်စိုက်ပျိုးရတဲ့ဟာမျိုးတို့ပြန်ပြီးတော့မှတင်ပို့ရတယ်။ဟိုကလည်းသူတို့တွေဘယ်လိုစိုက်တယ်ဆိုတဲ့ဟာမျိုးအမြဲတမ်းတင်ပို့ရတဲ့ဟာမျိုးရှိတယ်။ကြားထဲမှာကျွန်တော်တို့ဤပညာအဖွဲ့ကလည်းသူတို့ပြန်ပြီးတော့မှထောက်ပံ့ရတဲ့အပိုင်းတွေရှိရပါတော့။အဲ့တော့စားသုံးသူရဲ့ထုတ်လုပ်သူရဲ့ဤပညာသမားရဲ့ရောင်းချတဲ့သူရဲ့အနှိမ့်ဆုံးတော့အဖွဲ့လေးဖွဲ့ကနေပြီးတော့မှအမြဲတမ်းလို့ဒီစနစ်ကိုထိန်းကျောင်းတဲ့ဒီစနစ်အနေနဲ့သွားခဲ့ပါတယ်အဲ့တော့အဲ့လိုမျိုးထုတ်လုပ်သူနဲ့သွားပြီးတော့မှတွဲဆုံဆွေးနွေးတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာမှာလည်းအားဖြစ်လာတယ်သူတို့ရဲ့ကျန်းမာရေးတွေတိုးတက်လာတယ်တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုကိုအခြေခံနဲ့သွားတဲ့အခါမှာမိသားစုစိတ်ဓာတ်တွေရလာတယ်သူတို့တွေကအရင်ယောဂတွေများတဲ့ဘဝကနေပြီးတော့မှဒီလိုမျိုးစိတ်တောက်ကင်းတဲ့စားတောက်တွေကိုစားရတဲ့အတွက်ကြောင့်ပို့ပြီးတော့ပျော်ရွှင်ကျန်းမာတဲ့ဘဝတွေလည်းပို့ပြီးတော့ပိုင်ဆိုင်လာတယ်လို့ပြောတာကိုကြားရပါတယ်2016နှစ်ခုနှစ်ထဲကနေပြီးတော့မှတဖြည်းဖြည်းGaia PGS ဆိုတဲ့ဟာကိုသွားနေတဲ့အခါမှာဆက်စချင်းတော့ဆိုလို့ရှိရင်ကျောင်းသူအဖွဲ့3ဖွဲ့ရှိတယ်ထုတ်လုပ်သူတွေကတော့အယောက်20ကျော်လောက်ရှိအောင်စားသုံးသူလူကြီး200ကျော်လာပြီးတော့ဖြစ်တယ်ပေါ့နော်ဒီ organic စိုက်ပျိုးရေးစနစ်ကပို့ပြီးတော့မှအဆင်ပြေတဲ့နည်းလမ်းတစ်ခုအနေနဲ့ရွာသားတွေပို့ပေါ်ပေါက်လာတယ်အခက်အခဲတွေဖြစ်လာတဲ့အခါမှာဒါဒီလိုဒဏ်အောင်ခံနိုင်တဲ့ဒေသမျိုးစေ့တွေလည်းပို့ပြီးတော့ရွေးချယ်စိုက်ပျိုးဖြစ်လာတယ်ဒီလိုယုံကြည်မှုကိုအခြေခံတဲ့မိသားစုပုံစံcommunity organic လို့ခေါ်တဲ့ဟာလေးကဘာကြီးဘာဖြစ်ဖြစ်တယောက်နဲ့တယောက်ကအပြန်အလှန်ဂရုပြုနေတဲ့စနစ်ရှိနေတဲ့ကြောင့်ပေါ့တော်တော်ရိုင်းနဲ့မသွားဘဲနဲ့ဆက်လက်ရပ်တည်နိုင်တဲ့စနစ်ဖြစ်တယ်ဆိုတဲ့ဟာကိုတော့သက်သေတစ်ခုအနေနဲ့တွေ့ရပါတယ်ချင်းချာတီထုတ်လုပ်သူတယောက်အနေနဲ့တောင်သူနဲ့စားသုံးသူတွေအဆင်ပြေဖို့ဘယ်လိုမျိုးလှုပ်ဆောင်ဖြစ်ခဲ့လဲဆိုတာကိုမျှဝေပေးနိုင်မလားကျွန်တော်တို့ဒီချင်းချာတီပေါ့နော်စလုပ်ဖြစ်တဲ့အချိန်ကတော့2015ပေါ့နော်အနေနဲ့ဒီချင်းချာတီလုပ်ကြည့်ကောင်းမလားပေါ့နော်တောင်သူတွေနဲ့ပေါင်းပြီးတော့သူတို့ရဲ့အခက်အခဲကတော့ရင်းထွက်တဲ့အချိန်မှာဈေးမရဒီလိုချင်းသူဘယ်နေရာရောက်အောင်မသိဘူးပေါ့နော်ရင်းကတော့တဘာဝနီးနဲ့စိုက်တဲ့ချင်းဖြစ်တဲ့အတွက်တဘာဝနီးနဲ့စိုက်ဖို့ဆိုတာတောင်သူမှလည်းအခက်အခဲအများကြီးရှိတယ်သူတို့ရဲ့ယုံကြည်ချက်ကိုဒီဒီချာအကောင့်ထဲပေါ်ပြီးတော့တဘာဝနီးနဲ့စိုက်ပျိုးထုတ်လုပ်ပြီးတော့မှပဲကျွန်တော်တို့ကသူတို့ရဲ့ချင်းကိုသူတို့ရောင်းနိုင်တဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့လည်းဝယ်နိုင်တဲ့ဈေးနှုန်းနဲ့ချင်းချင်းပြောဆိုဆွေးနွေးပြီးတော့မှကျွန်တော်တို့ယနေ့ထိတိုင်တောင်သူအများကြီးမဟုတ်ဘူးဒါပေမဲ့တောင်သူတွေလက်တွဲလှုပ်ဆောင်လာခဲ့တယ်ကျွန်တော်တို့ Gaia Green Network နဲ့ဒီနေ့ကိုအနည်းဆုံးတစ်ချိန်ကျွန်တော်တို့စသုံးသူထုတ်လုပ်သူတွေ့ဆုံပွဲတွေရှိတယ်ပေါ့နော်ဆို2015ကနေစပြီးတော့နှစ်စဉ်ကျွန်တော်တို့တွေ့ဆုံနေရှိတယ်တောင်သူတွေရဲ့စိုက်တဲ့ခြင်းကိုကျွန်တော်တို့ကထုတ်တာဖြစ်တဲ့အတွက်စသုံးသူကဘယ်ယူစသုံးခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီအများနဲ့ feedback လာတယ်ပေါ့နော်ချင်းချက်ဒီအရန်ကောင်းတယ်သုံးရတာအရန်အဆင်ပြေတယ်ကြိုက်တယ်ပေါ့နော်ဒီမိတ်ဆွေတွေလည်းကြော်ညာပေးတယ်ပေါ့နော်Gaia Green Network ကနေပြီးတော့စားစရာတွေမှာယူစားသုံးဖြစ်နေတဲ့အပေါ်ဘယ်လိုမျိုးခံစားရတာတွေရှိပါသလဲပြောပြပေးနိုင်မလားကျမတော့ organic ကိုပဲကြိုက်တယ်ဆိုတော့ Gaia Green Network ကနေပြီးတော့ရောင်းတဲ့အတီးရွက်တွေကိုဒီမှာပဲစားပါတယ်။ဘာဝစိုက်ပျိုးပြီးတော့လာရောင်းတဲ့အတီးရွက်အတီးအနှံတွေကိုကျမရမ်းကြိုက်တယ်။တခြားဟာတွေဆိုဘာမှဝယ်မစားရဲဘူး။လုံခြုံမှုမရှိဘူး။ကိုစားလိုက်ပြီဆိုလို့ရှိရင်စိတ်ထဲမှာတစ်မျိုးပဲ။နောက်ပြီးတော့လည်းအဲ့ဒီအတီးအနှံတွေကဘာဝမဟုတ်တဲ့ခါကြလို့ရှိရင်မြန်လဲပုတ်လွယ်တယ်။စားရတာလည်းချိုတဲ့ဟာဆိုအရန်ချိုတယ်။အချင်းဆိုလို့ရှိရင်လည်းဘာဝအချင်းနဲ့မတူတာတွေကိုစားမိတဲ့ခါကြတော့တိတ်ဆိုးရင်လည်းဒီလိုမျိုးတဘာဝအသီးအနှံတွေကိုစားတော့ရတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ရှေ့လျှောက်ပြီးလဲဒီထက်ပိုပြီးတဘာဝအသီးရွက်တွေကိုရောင်းပေးဖို့မျှော်လင့်ပါတယ်စားသုံးသူထုတ်လုပ်သူချိတ်ဆက်ပေးသူများဟန်ချက်ညီညီရှိခြင်းအပြင်ဂေဟစိုက်ပျိုးရေးရေရှည်လက်ပတ်ချက်တည်နိုင်မှာသိချပါတယ်